ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့သာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်တကူလဇန်3ရက်2023ခုနှစ်မတ်လ23ရက်ကြာသပတေးနေ့ဓမ္မဒါနကုသိုလ်ရှင်များဖြစ်သောအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုဘေးဧရိယာနယူးယောက်နှင့်မယ်ရီလန်းမှတက္ကမများမှကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏83နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ်စုပေါင်းဆင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လျင်၍ကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဖျားတွေ့တော်ခြေတော်တော်ဥခ၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာ2023ခုနှစ်အလ23ရက်မြန်မာနိုင်ငံအချိန်နဲ့9နာရီမိနစ်30အမေရိကန်နိုင်ငံအမေရိကန်နိုင်ငံ၌ဒီထိုင်ကြတဲ့သူတို့စင်ပေါင်းတို့အားအွန်လိုင်းမှာဟောကြားအပ်သောဒုက္ခနှင့်ဒုက္ခនិရောဓအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားကလက္ခဏုပမသုတ်နဲ့အနုရာဒသုတ်တို့မှာမိတ်ကြားထားတဲ့စကားတစ်ခုမတတ်ထားဖို့လိုတယ်အနှစ်ချုပ်ပြီးတော့ကြည့်လိုက်ရင်မြတ်စွာဘုရားဘာဟောတာလဲလို့ဆိုလောကမှာအရှိတရားအနေနဲ့မြတ်စွာဘုရားဟောတာဟာပုပ္ပိသဟံဧတရဟိသဒုက္ခိစေဝပညာပေမိဒုက္ခတသនិရောဓံဆိုလိုတဲ့အဓိပ္ပာယ်ကရှေးရခင်ကရောအခုခါမှာရောငါဟာဒုက္ခနဲ့ဒုက္ခនិရောဓနှမျိုးကိုသာဟောတာဖြစ်တယ်လို့မိတ်ကြခဲ့တဲ့စကားရှိတယ်ပေါ့ဒီဆိုလိုတဲ့အဓိပ္ပာယ်ကဒုက္ခနဲ့ဒုက္ခនិရောဓနှမျိုးသာရှိတယ်လို့ဆိုတာဟာတန်တရားတဲ့နိဗ္ဗာန်ကိုရည်ညွှန်းတာပဲဖြစ်တယ်လူတွေရထားတဲ့ခန္ဓာ၅ပါးဟာဒုက္ခထိုခန္ဓာ၅ပါးရဲ့အဆုံးသတ်ချုပ်ငြိမ်းမှုကဒုက္ခនិရောဓတန်တရားတဲ့မှာဆိုလို့ရှိရင်လူတိုင်းရတာကခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုမြတ်စွာဘုရားကဒုက္ခဘာကြောင့်ဒုက္ခလို့ဆိုတာတော့ဆိုဒီနေရာမှာ suffering ဆိုတဲ့အဓိပ္ပာယ်နဲ့မတူတဲ့အဓိပ္ပာယ်တစ်ခုနားထောင်ကြည့်ပေါ့
suffering ဆိုလို့ရှိရင်လူတွေကအခက်ခဲကြုံမှဒုက္ခလို့ထင်တာမြတ်စွာဘုရားဆိုလိုတဲ့ဒုက္ခဆိုတဲ့သဘောတရားကအဲ့ဒီတဲ့ပို့လေးနဲ့သွားတယ်ဒုဆိုတာဆက်ဆုပ်เสียကောင်းတယ်ခဆိုတာကိုထင်တာတစ်ခုမှမရှိဘူးလို့ဒီစကားလုံးနှစ်ရပ်ကိုပေါင်းစပ်ပြီးတော့ဒုက္ခလို့ပြောတာဖြစ်တယ်ဒုဆက်ဆုပ်ဖွယ်ကောင်းပြီးခကိုထင်တာတွေတစ်ခုမှမပါတဲ့အရာဘာကိုရည်ညွှန်းတာတော့လို့ဆိုလို့ရှိရင်ဘဝတစ်ခုမှာရှားရှိထားတဲ့ခန္ဓာ၅ပါးကိုပဲရည်ညွှန်းတာဖြစ်တယ်တတိယဖြင့်ပြောမယ်ဆိုလို့ရှိရင်ရှုပ်တရားနဲ့နန္တရားဒီနှစ်ခုရည်ညွှန်းတာဖြစ်တယ်ရှုပ်တဲ့နံဆိုတာကိုခန္ဓာနဲ့ပြောတဲ့အခါကျတော့ခန္ဓာ၅ပါးထိုခန္ဓာ၅ပါးကိုထပ်ချုံပြောတဲ့အခါမှာရှုပ်တရားနံတရားအဲ့ဒီနှစ်ခုဟာဘာဖြစ်လို့ဆက်ဆုပ်ရွံ့ရှာဝဲကောင်းတယ်လဲဘာကြောင့်ကိုထင်တာဘာမှမဖြစ်တယ်လဲဆိုရင်အန္တရာယ်ဟုသမျှသည်ဒီယုံနာနေပေါ်မှာသို့မဟုတ်ခန္ဓာ၅ပါးပေါ်မှာကြာရောက်တာဖြစ်သောကြောင့်ဆက်ဆုပ်ရွံ့မုန်းပွဲကောင်းတယ်လောကမှာကြုံရတဲ့အခက်ခဲမှန်သမျှဟာရှုပ်တရားနံတရားနဲ့ပတ်သက်နေတာကြီးပဲရှုပ်တရားနံတရားနဲ့ကင်းနေတာတခုမှမရှိဘူးသေသေးချာချာစဉ်းစားကြည့်အိုရဲဆိုတာလေဒီယုတ်တရားနံတရားပဲနာရာဆိုတာလေယုတ်တရားနံတရားပဲနောက်ဆုံးမှသိရတဲ့ဆိုတာလေယုတ်တရားနံတရားပဲအလုံးလောကမှာကြုံတွေ့ရတဲ့မကောင်းတဲ့အနိဋ္ဌယုံမှန်သမျှရှုပ်တရားနံတရားပေါ်မှာကြာရောက်တာဖြစ်သောကြောင့်သူဆက်ဆုပ်ဖွယ်ယုံမုန်းဖွယ်ကောင်းတယ်ခကိုကထင်းနေတာပါတော့ခဆိုတဲ့အဓိပ္ပာယ်ကကောင်းကင်ဆိုတာဘာမှမရှိတဲ့လေဟာပြင်ကိုပြောတာသို့တော့လူတိုင်းဒီယုတ်တရားနတ်တရားပေါ်မှာအနည်းဆုံးငါလို့ထင်တယ်ငါဟာလို့ထင်တယ်ကိုလှုပ်တာဖြစ်လိမ့်မယ်လို့ထင်တယ်ကိုဆန္ဒရှိတဲ့အတိုင်းအလုံးဖြစ်တယ်လို့ထင်တယ်ချမ်းသာမယ်လို့ထင်တယ်အဲ့ဒီအထင်တွေဟာဒီယုတ်ဒီနံတွေထဲမှာတစ်ခုမှမရှိဘူးလို့ပြောလွယ်မှားတဲ့အမြင်နဲ့ရှုပ်တရားနံတရားပေါ်မှာလူတွေကယူဆနေကြတာဖြစ်တယ်ဒါကြောင့်မို့လို့ကောင်းကင်ကြီးကဘာမှမရှိသလိုပဲရှုပ်တရားနံတရားတွေထဲမှာကိုထင်တဲ့ငါဆိုတာရဲ့ငါဟာဆိုတာရဲ့တနည်းအားဖြင့်ပြောရင်ကာရကပြုလုပ်သူဆိုတာရဲ့ဝေရကခံစားသူဆိုတာရဲ့တာမီပိုင်ရှင်ဆိုတာရဲ့ရှုပ်တရားနံတရားတွေပေါ်မှာဘာမှမရှိဘူးသဘာဝတရားတသက်ဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်နဲ့ဒုက္ခလို့ပြောတာဖြစ်တယ်ပေါ့ဒါသစ္စာလေးပါးမှာပါတယ်ဒုက္ခသစ္စာဆိုတာအဲ့ဒါကိုရည်ညွှန်းတာsuffering ဆိုတဲ့အဓိပ္ပာယ်ကိုရည်ညွှန်းတာမဟုတ်ဘူးသို့တော့အများအားဖြင့်ဒုက္ခသစ္စာကိုရှင်းရတယ်လို့ပြန်ရတယ်ပေါ့နော်အဲ့ဒီပြန်ဆိုမှုကအဓိပ္ပာယ်လွဲမှားနိုင်တယ်ပေါ့ဘာလို့ဆိုရင်ဒုက္ခသစ္စာဆိုတဲ့ထဲမှာစံချမ်းသာတွေလည်းပါတယ်ဘဝနဲ့ပတ်သက်နေတာတွေမှန်သမျှအကုန်ပါတယ်သင်္ခါရတရားတွေအကုန်ပါနေတယ်
အခုပြောတဲ့အဓိပ္ပာယ်ကြတော့အဲ့ဒီအဓိပ္ပာယ်တဲ့ပို့ပြီးတော့လေးနဲ့တဲ့အဓိပ္ပာယ်ဖြစ်တယ်ထုပေဥပအန္တရေမကောင်းတဲ့အနိဋ္ဌအယုံမှန်သမျှကြာရောက်ဖြစ်ပေါ်ရာဖြစ်သောကြောင့်ဆက်ဆုပ်ရွံ့ရှာပွဲကောင်းတယ်ခကိုထင်တဲ့အတိုင်းဘာတစ်ခုမှမရှိဘူးငါဆိုတာလည်းမရှိဘူးငါဆိုတာလည်းမရှိဘူးတရဝဆိုတာလည်းမရှိဘူးပြုလို့သူဆိုတာလည်းမရှိဘူးခံစားသူဆိုတာလည်းမရှိဘူးအကြောင်းတရားနဲ့အကျိုးတရားဒီနှစ်ခုမြတ်တာရှိပြီးတော့သဘာဝတရားတသက်မြတ်တာဖြစ်တယ်ဒီအဓိပ္ပာယ်စကားလုံးနှစ်ခုကိုပေါင်းစပ်ပြီးတော့ဒုက္ခလို့ခေါ်တာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကအစင်းမြင့်တဲ့တရားမှာတရဝရှိတယ်ဆိုတာကိုလုံးဝမပြောဘူးတရဝရှိတယ်လို့လုံးဝမဟုတ်ဘူးသို့တော့သမုဒိသစ္စာပိုင်းမှာတော့ပုဂ္ဂလပုဂ္ဂိုလ်တတ္တတတ္တဝါဆိုတာသမုဒိသစ္စာပိုင်းမှာတော့တရဝဆိုတဲ့အသုံးနဲ့ဟောတယ်ပုဂ္ဂိုလ်ဆိုတဲ့အသုံးနဲ့ဟောတယ်ပြုလို့သူအနေနဲ့ဟောတယ်ခံစားသူအနေနဲ့ဟောတယ်ဒါက level 1အနေနဲ့ပြောတာအစင်းမြင့်တဲ့ level ရောက်သွားလို့ရှိရင် absolute truth အနေနဲ့ကြတော့ခေါင်းက compassionate truth သမုဒိသစ္စာပိုင်းကတော့ပုဂ္ဂိုလ်တ attva နဲ့သုံးသပ်ပြီးတော့အများနားလည်အောင်ဟောတာပဲဖြစ်တယ် absolute truth လို့ခေါ်တဲ့ပရမတ္ထသစ္စာ level ရောက်တဲ့အခါကျတော့ဒုက္ခဆိုတာပဲရှိတယ်တ attva ဆိုတာမရှိဘူးလို့ဒီလိုဟောတာဖြစ်တယ်တ attva ဆိုတာမရှိဘူးရှုံးနံတရားတသက်ဒုက္ခမြတ်တာရှိတယ်လို့ဒီလိုအဲ့ဒီဆင်းရဲဒုက္ခတွေချုပ်ငြိမ်းသွားတာကိုဒုက္ခនិရောဓအဲ့တော့လောကကြီးမှာ absolute truth level ကကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခနဲ့ဒုက္ခនិရောဓဒုက္ခဆိုတဲ့သဘာဝတရားအစုနဲ့ထိုဒုက္ခရဲ့အဆုံးသတ်ခြင်းဆိုတဲ့ဒီတရားနှစ်ခုသာရှိတယ်လို့ဘုရားဘာသာဝင်နေဟာဒီလိုပဲမှတ်အမှာဖြစ်တယ်အဲ့ဒါလို့မမှတ်လို့ရှိရင်ဘယ်လိုပြဿနာတွေဖြစ်တယ်လဲစဉ်းစားကြည့်အောင်ဒုက္ခနဲ့ဒုက္ခនិရောဓဒါရှိတယ်ဆိုတဲ့အယူဆကိုလက်မခံဘဲနဲ့တရဝရှိတယ်လို့ပြုလို့သူရှိတယ်ခံစားသူရှိတယ်လို့ရှုဆလိုက်ရင်ဘာဖြစ်မလဲမြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်ဆိုတဲ့တရားဟာတရဝတရားရဲ့အဆုံးသတ်လို့ဖြစ်သွားတယ်အဲ့တော့တရဝတရားဟာတရဝအနေနဲ့သူဟာပျက်စီးဆုံးရှုံးသွားခြင်းဆိုတဲ့အဓိပ္ပာယ်နိဗ္ဗာန်ဆိုတာပျက်စီးဆုံးရှုံးခြင်းလို့အဓိပ္ပာယ်ရတော့ဘဝဆိုတာတော့ဖြစ်နေတာဘဝនិရောဓဆိုတာကြတော့ဘဝကုံဆုံးသွားတာဘဝလက်လွတ်ဆုံးရှုံးသွားတာအဲ့ဒီမလွတ်လပ်တဲ့အတွေ့အထိအတိပ္ပယ်တွေတက်ရောက်ကုန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကတကယ်အစစ်မှန်ကို absolute truth နဲ့ပဲအနေပြီးတော့ကြည့်ပြီးတော့ဟောတဲ့အခါမှာတရဝဆိုတာမရှိဘူးဒုက္ခသာရှိတယ်တရဝရဲ့ပြည့်စဲခြင်းတရဝရဲ့ချုပ်ငြိမ်းခြင်းဆိုတာမရှိဘူးနော်ဒုက္ခချုပ်ငြိမ်းခြင်းသာရှိတယ်လို့အဲ့ဒီအစွန်းတွေကိုလွတ်အောင်ဟောထားတဲ့တရားတစ်ခုပဲဖြစ်တယ်အဲ့တော့လွတ်အောင်ဟောတာဆိုတော့တမင်ရှောင်ပြီးတော့ဟောနေတာလားအစစ်မှန်ရောမဟုတ်ဘူးလားလို့ဆိုဒါမှအစစ်အမှန်သို့တော့
အများကတော့ရှုပ်နှံကိုပဲတရားလို့ illusion အနေနဲ့ထင်မှားနေတာနိဗ္ဗာန်ရသွားတာဒီကိနဲ့တရားတယောက်အဆုံးသတ်သွားတယ်လို့ဒီလိုထင်မှားနေတာအဲ့လိုထင်မှားခြင်းကြောင့်မြတ်စွာဘုရားရဲ့တရားတော်နဲ့ပတ်သက်လာပြီးတော့အမြင်မကြည်လင်တဲ့ပုဂ္ဂိုလ်တွေကယဟန်ဂေါရမဟာတရားရီပျက်စီးရပျက်စီးကြောင်းလောကကြီးပျက်စီးရပျက်စီးကြောင်းကြင်ကြံနေတယ်လူတွေဟာဖယ်ရောက်သွားမှမသိအောင်ဆိုပါစို့မြတ်စွာဘုရားကနိဗ္ဗာန်ရောက်တယ်လို့ဟောလို့ရှိရင်နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟာဖယ်ရောက်တယ်ဆိုတာမသိနိုင်တော့ရှောက်တဲ့နေရာလေတကယ်ကရှိတော့တာမဟုတ်ဘူးချုပ်ငိမ့်သွားခြင်းသာဖြစ်တယ်အဲ့လိုချုပ်ငိမ့်သွားခြင်းဟာလောကမှာရှိတဲ့တရားတူကိုဖြည့်ဆည်းပြလိုက်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်တရားလို့သတ်မှတ်လိုက်လို့ရှိရင်ဖြည့်ဆည်းပြခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့နိဗ္ဗာန်တရားနဲ့ပတ်သက်ပြီးတော့ယဟန်ဂေါရမဟာတရားတွေကိုဖြည့်ဆည်းပြနေတဲ့ပုဂ္ဂိုလ်ပဲလို့ဆွဆွဲကြတယ်အဲ့ဒီမှာမြတ်စွာဘုရားကတုံ့ပြန်တဲ့အခါမှာငါဘယ်တော့မှတရားရှိတယ်လို့မဟုတ်ဘူးဒုက္ခနဲ့ဒုက္ခនិရောဓနှစ်ခုသာရှိတယ်လို့ငါဟောခဲ့တာအဲ့ဒီအတိကပေါ်ရန်တွေးလို့မရဘူးနော်အလေးနဲ့ထားပြီးတွေးနိုင်မှဒီအဓိပ္ပာယ်ပေါ်မယ်အပေါ်ရန်လေးကြည့်မယ်ဆိုရင်ဒါသဘောပေါက်ဖို့မတမခဲနေနော်ဘာဖြစ်လို့သဘောပေါက်ဖို့ခဲနေလို့ဆိုဘုန်းကြီးတို့တွေရဲ့စိတ်အစဉ်မှာတရားရှိတယ်ဆိုတဲ့အတွေးအထင်ကြီးကဖြောက်မရတော့အောင်ဆွဲနေတာဖြစ်တယ်ငါဆိုတဲ့အတွေးအထင်ငါဟာဆိုတဲ့အတွေးအထင်ဖြောက်လို့မရအောင်ဖြောက်လို့မရအောင်ဖြစ်အဲ့ဒါကိုတရားဆိုတဲ့တတ္တတင်ညာဖြောက်ဖို့ဝိပဿနာတရားကျင့်ကြရတာဖြစ်တယ်ဝိပဿနာတရားအထုတ်တဲ့အခါမှာငါဆိုတဲ့အတွေးတရားဆိုတဲ့အတွေးမပြောက်သမျှဝိပဿနာတရားဝိပဿနာဉာဏ်ဆိုတာဖြစ်မှာမဟုတ်ဘူးတရားနဲ့ဆက်ဆက်ပြီးတော့နေသမျှကာလပတ်လုံးဝိပဿနာတရားဝိပဿနာဉာဏ်ရဖို့ခဲနေ။ညာတော့အဖြစ်မဟာစီဆရာတော်ကြီးအမေ့ရှိသွားဘူးလေ။မဟာစီဆရာတော်ဆိုတာပိဋကလည်းနှစ်ဆက်ဆက်တတ်သိပြီးတော့ကမ္မထအထုပ်နီးကမ္မထကျမ်းကြီးကိုလည်းရေးသားပြုစုသွားတယ်။ကိုယ်တိုင်လည်းပဲတရားဓမ္မကျင့်ကြံကြုတ်ကိုအထုတ်ပြီးတော့တပည့်တွေကိုလည်းဥစီဥဆောင်လုပ်ပြီးတော့တတိပဒံကျင့်စေတရားကြီးကိုဟောကြားသွားလို့ထင်ရှားတဲ့ဆရာတော်ကြီးဖြစ်တယ်။အဲ့ဒီဆရာတော်ကြီးကဘုန်းကြီးကိုတွေ့ဆုံတဲ့အချိန်တုန်းကပါမရှိတော့ဆိုအခုခေတ်ကမ္မထံအထုတ်ချတာတဲ့တမာတိတော့ဖြစ်ပါရဲ့အသိဉာဏ်ဖြစ်တာနဲတယ်လို့မဖြစ်ဘူးလို့တော့မပြောဘူးဆရာတော်ကြီးတမာတိဖြစ်တာများပြီးတော့အသိဉာဏ်ဖြစ်တာနဲတယ်သူတို့ဟောသွားတယ်ဟုတ်တယ်ကမ္မထံထိုင်တဲ့အခါမှာလည်းပဲစိတ်ငြိမ်အောင်ကြိုးစားပြီးအချိန်စီးသွားတာကများတယ်အချိန်ပိုင်းနဲ့ထိန်တဲ့အခါမှာစိတ်ငြိမ်အောင်ကြိုးစားရင်ကနေပြီးတော့အချိန်စေးသွားလို့ကမ္မထံအထုတ်ရကရပ်ဆိုင်လိုက်တာပဲဖြစ်တယ်ဘလောက်အသိဉာဏ်နေကိုယ်တဏ္ဍမှာတိုးတက်လာတယ်ဆိုတာတော့သိဖို့ခက်တယ်ရဖို့ခက်တယ်အဲ့တော့ကမ္မထံအထုတ်ပြီးဆိုရင်ကိုယ့်ကိုယ်ပဲစဉ်းကျင်သုံးသပ်ကြည့်ပေါ့ကိုဟာစိတ်တည်ငြိမ်အောင်ကြိုးစားနေတာလားအသိဉာဏ်ရဖို့ကြိုးစားနေတာလားဒီနှစ်ခုဟာအမှန်တမ်းအရေးကြီးတယ်ဘုန်းကြီးတို့ကိုယ်တိုင်သက်30ကျော်လောက်ကမဟာစီဆရာတော်ကြီးရှိတ်တာရန်ကုန်ရိပ်သာကိုသွားပြီးတော့ရက်ပိုင်းလေးပါတရားသွားတရားထိုင်တဲ့အခါမှာ
ဆရာတော်ကြီးရဲ့ညွှန်ကြားချက်အရာပိန်ဖောင်းရှုမှတ်ပြီးပိန်ဖောင်းကိုခြိတဲ့အနေနဲ့ထားပေါ်လာတဲ့အာယုန်တွေပေါ်မှာလိုက်ပြီးတော့သိဖို့ကြိုးစားရမယ်ဆိုတဲ့သွန်သင်ချက်အရာပိန်ဖောင်းကိုခြိတဲ့အနေနဲ့ထားပြီးတော့စိတ်ထဲပေါ်လာတဲ့အရာတွေကိုမြင်တယ်ကြားရင်ကြားတယ်သိရင်သိတယ်ထိရင်ထိတယ်ရှားရင်ရတယ်နော်အဲ့ဒါကိုမှတ်ခိုင်းတာအဲ့လိုမှတ်ရင်မှတ်နေတဲ့အခါမှာကိုယ်စိတ်ထဲမှာဘလို့ခံစားရတော့ဆိုရင်တမာတိလည်းမရဘူးစိတ်ဟာဟိုအာယုံမဲ့ပြေးလိုက်ဒီအာယုံမဲ့ပြေးလိုက်လို့တမာတိလည်းမရဘူးဒီနေ့ကကိုထင်တာကမ္မထာအထုတ်တယ်ဆိုတာစိတ်ငြိမ်အောင်လုပ်တယ်လို့ငကိုယ်တော့ကထင်ခဲ့တာဟိုအာယုံပေါ်လိုက်ဟိုဘက်ရောက်သွားလိုက်ဒီအာယုံပေါ်လိုက်ဒီဘက်ရောက်သွားလိုက်ပြောရရင်တော့အာယုံရှိရစိတ်ကခုံလိုက်နေတော့ကြံပင်ဖြစ်နေဟိုခုံလိုက်ဒီခုံလိုက်ဟိုခုံလိုက်တယ်စိတ်ကမငြိမ်ဘူးလို့ထင်ခဲ့ဘူးတယ်အဲ့လိုထင်တော့နောက်တော့ပြန်စဉ်းစားကြည့်တော့ငါအာထုတ်တာကသမထမဟုတ်ငါကသမထလုံနေတာဆရာတော်ကြီးညွှန်ကြားတာကသမထမဟုတ်ဘူးဝိပဿနာဆိုတာသိနေဖို့အဓိကဖြစ်တယ်ဖြစ်တာကိုဖြစ်မှန်သိနေဖို့အလို့မသိဘူးဆိုရင်ဒါအာယုန်တစ်ခုကိုသိမှမပြုတ်လိုက်တဲ့အတွက်ကြောင့်ဘာဖြစ်တယ်ဆိုတာမသိလိုက်တာမသိလိုက်လို့ရှိရင်အဝိဇ္ဇာကလွှမ်းသွားတာပဲဖြစ်တယ်နောက်ပိုင်းတော့သဘောပေါက်လာတယ်အရှိန်အဟုန်နဲ့ဖြစ်နေတဲ့အရာတွေအားလုံးကိုတတိကနေလိုက်ဖမ်းပြီးတော့ပညာနဲ့ဆင်ခြင်သုံးသပ်ဖို့မှာဆုံးသက်နိုင်မှဝိပဿနာဆိုတာဖြစ်မှာပါလားနောက်ပိုင်းမှာသဘောပေါက်လာတယ်နောက်ပိုင်းမှာသဘောပေါက်တယ်တတိကအာယုမှန်သမျှကိုဖမ်းယူတယ်ပညာကတတိဖမ်းယူထားတဲ့အာယုကိုတော့နားလေတယ်ဆင်ញင်သုံးသပ်နိုင်တယ်တတိကအာယုကိုယူပေးတာသာရှိတယ်သိနိုင်တဲ့အစွမ်းတတိမရှိဘူးသိတာကပညာကအာယုကိုယူမပေးနိုင်ဘူးတတိကယူပေးတဲ့အာယုကိုအကောင်းဆုံးခွဲခြားအာယုရဲ့တဘာဝကိုသိခြင်းသာဖြစ်တယ်ဒီတဘာဝတရားနှစ်ခုဟာသူ့လို့ကိုသူလုပ်ကြတာမျက်စိဆိုတာမြင်ယုံမြင်နိုင်တာလေနားဆိုတာကကြားယုံပဲကြားနိုင်တာမြင်ခြင်းကိစ္စကိုမျက်စိကပဲဆောင်ရွက်တယ်ကြားခြင်းကိစ္စကိုနားကပဲဆောင်ရွက်တယ်မျက်စိလှုပ်တဲ့အလုပ်ကိုနားကလှုပ်လို့မရဘူးနားလှုပ်တဲ့အလုပ်ကိုမျက်စိကလှုပ်လို့မရဘူးသူ့သဘာဝနဲ့သူဆိုတာကိုသဘောပေါက်လာတယ်ပေါ့နော်အဲ့လိုသဘောပေါက်လာသဘာဝတရားတွေဟာဆရာအလုပ်တွေကိုလုပ်ဖို့ဖြစ်ပေါ်လာတဲ့အာယုံကိုတတိကရှုပေးတယ်ထိုအာယုံရဲ့သဘာဝကိုပညာကသိတယ်အဲ့ဒီလိုသိနေဖို့အတွက်ကအာယုံဆိုတာအကြောင်းအားလျော်စွာရှောက်ရှိလာအကြောင်းအားလျော်စွာခန္ဓာကိုယ်နဲ့ဆက်သွယ်လာတယ်အမြင်အာယုံကဆက်သွယ်တယ်အကြောင်းအာယုံကဆက်သွယ်တယ်အနတ်အာယုံကဆက်သွယ်တယ်အယတာအထီးတွေ့စိတ်ကူးကြံစီဆိုတဲ့အာယုန်တွေဟာဓာရ6ပါးမှလာရောက်ပြီးတော့ဆက်သွယ်နေကြတဲ့အခါမှာကိုကအဲ့ဒီအာယုန်တွေကိုမသိလိုက်ဘူးတတိကယူမပေးဘူးဆိုလို့ရှိရင်မသိလိုက်ဘူးတတိကယူပေးမှပညာကသိနိုင်တာဖြစ်တယ်အဲ့ဒီကိုယ့်ရဲ့စိတ်ဓာတ်ကတတိကင်းမဲ့ပြီးတော့သွားတဲ့အခါမှာအာယုန်တွေဖြစ်ခဲ့တဲ့နဲ့လွတ်သွားတယ်အာယုန်တွေလွတ်သွားရင်အဲ့ဒီအာယုန်ရဲ့သဘာဝကိုမသိလိုက်တော့လွတ်သွားတဲ့အာယုန်တွေကများတယ်မသိလိုက်တာတွေကများတယ်
တကယ်ဖြစ်နေပါရဲ့တန်းနဲ့မသိဘူးဆိုတာအဝိဇ္ဇာဆိုတဲ့အမောင်ကြားတဲ့ရောက်သွားတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်။မောင်သွားတဲ့အဓိပ္ပာယ်မျိုးရောက်တယ်။အဲ့ဒါမျိုးပျောက်ဖို့ရအတွက်ဝိပဿနာတရားအထုတ်တာဖြစ်တယ်ပေါ့။စိတ်ကလေးငြိမ်းနေုံလုပ်တဲ့အလုပ်မဟုတ်ဘူးသူက။စိတ်ကလေးငြိမ်းနေုံလုပ်တာကသမထကျင့်စဉ်ပဲဖြစ်တယ်။သမထကျင့်စဉ်ဆိုတာဥပမာပဲထွက်လေဝင်လေမှာလေလေးကနာသီးပြားမှာထိနေတာလေးကိုအာရုံပြုပြီးတော့ထိတာလေးကိုအာရုံစိုက်ထားပြီးတော့သက်ရှုသွင်းတယ်သက်ရှုထုတ်တယ်ရှိုက်ထုတ်တယ်ရှုသွင်းတယ်ရှိုက်ထုတ်တယ်ထိတဲ့နေရာလေးကိုစိတ်ကိုငြိမ်အောင်ထားပြီးတော့ရှုသွင်းခြင်းရှိုက်ထုတ်ခြင်းသို့မဟုတ်ဝင်နေထွက်တယ်ဆိုတာလေးလောက်ပဲအဲ့ဒီအာယုံလေးနှစ်ခုပေါ်မှာတနည်းအားဖြင့်ပြောရင်အခိုက်အတန့်ချင်းတော့မတူဘူးမတူတဲ့အခါမှာဝင်တဲ့အခိုက်အတန့်လေးထွက်ရင်ထွက်တဲ့အခိုက်အတန့်လေးအဲ့ဒါလေးကိုအာယုံစိုက်ပြီးတော့စိတ်ကလေးကထွက်လေဝင်လေလေးရဲ့ထိတဲ့နေရာလေးလောက်ဒါစိတ်ကနေပြီးတော့သိပြီးတော့နေတာကျန်တာတွေတစ်ခုမှမသိဘူးဒီအာယုန်လေးတစ်ခုတည်းပေါ်မှာစိတ်ကိုကြာရှိစွာထိမ့်သိမ်းထားတာဒါသမာဓိကျင့်စဉ်သာဖြစ်တယ်ဝိပဿနာမဟုတ်ဘူးမသိတာတွေအများကြီးဖြစ်တယ်ဝိပဿနာကြတော့အဲ့ဒါလို့မဟုတ်ဝိပဿနာကြတော့သိရမှာပါလေဥပမာပဲရှုသွင်းလိုက်တဲ့သဘာဝမှာလှုပ်ရှားတွန်းကန်နေတဲ့ဝါယောဆိုတဲ့မဟာဘုတ်ဓာတ်ကြီးလေးပါတဲ့ကဝါယောဓာတ်ဆိုတာကိုတွေ့ရမယ်ဝါယောဓာတ်လို့ဆိုပေမဲ့လို့ဝါယောတစ်ခုတည်းမဟုတ်ဘူးအဲ့ဒီလေထဲမှာပထဝီလည်းပါတယ်အာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်ဓာတ်ကြီးလေးပါစုထားတယ်ထားရင်လားလို့ဆိုမဟုတ်ဘူးအဲ့ဓာတ်ကြီးလေးပါထဲမှာခွဲလို့မရတဲ့ဉာဏ်နဲ့ယုတ်လေးခုလည်းပါတယ်အစင်အနံအယတာဩဇာဆိုရတာလည်းပါတယ်ဓာတ်ကြီးလေးပါစုဝေးစွာအထက်ကလာယုတ်ရှိခုသို့တော့ရှုသွင်းနေတဲ့လေထဲမှာထင်ရှားတာကဝါယောကျန်တာတွေကပါဝင်ပတ်သက်နေတာကယုတ်9ခုအတုပါဝင်ပတ်သက်နေတာ9ခုထင်ရှားတာကဝါယောဒါကြောင့်မို့ဝါယောကိုမှတ်လိုက်တယ်လေဆိုတာအဲ့ဒီလေဟာယုတ်တရားသက်သက်များတာဖြစ်တယ်သူ့ရဲ့သဘာဝကရွှေ့ရှားနေတဲ့သဘောပဲရှုသွင်းလိုက်တဲ့အခါရှိုက်ထုတ်လိုက်တဲ့အခါမှာရွေးရှားနေတဲ့သဘောဝလေးကိုသိမယ်ဆိုလို့ရှိရင်ဒါလေးကရွေးရှားနေတဲ့သဘောတရားကိုဘယ်သူကသိတာတော့ပညာကသိတာအဲ့ဒီဝါယောဓာတ်လေးဝင်လိုက်ထွက်လိုက်လုံနေတယ်ဝါယောဓာတ်ကိုဘယ်သူကယူပေးတာတော့ဆိုတတိယယူပေးတာဒါဝါယောလို့မသိလေရှုသွင်းနေတဲ့လေလေးရဲ့သဘာဝကိုကြည့်မယ်ဆိုရင်အော်လှုပ်ရှားနေတဲ့အရာတစ်ခုပါလားရွေးရှားနေတဲ့အရာတစ်ခုပါလားတို့သဘောပေါက်လားနော်အဲ့လိုသိလာတဲ့အခါမှာသဘာဝတရားကိုသိတယ်လို့ခေါ်တယ်သဘာဝတရားကိုသိတယ်အဲ့ဒီသဘာဝတရားဟာနာသီးပြားကိုလာထိတဲ့အခါနာသီးပြားမှာကာယပတ္တာလို့ကံကြောင့်ဖြစ်လာတဲ့ sensitive matter ကံကြောင့်ဖြစ်လာတဲ့ sensation ရှိတဲ့ sensitive matter ကာယပတ္တာယုတ်ဒီဆိုတာရှိတယ်အကယ်၍ထုံးနေတယ်ကာယပတ္တာပြက်နေတယ်ဆိုရင်လည်းထိတာမသိတော့ထိတာမသိဘူးကာယပတ္တာရှိလို့သိတာအဲ့တော့ဝါယောဖုတ္တပရဲ့ကာယပတ္တာရဲ့ဒီတစ်ခုသွားဆုံလိုက်တဲ့အခါမှာဖြုတ်ခက်နဲ့ဘာဖြစ်လာထိတိစိတ်လေးကပေါ်လာတယ်
အနည်းဆုံးဒီသုံးခုကိုသတိထားနိုင်အောင်ဝိပဿနာတရားအထုတ်ပြီးဆိုရှုသွင်းလိုက်တဲ့လေလေးကတပြိုင်တည်းအကုန်သိရမှာပြောတာမဟုတ်ဘူးရှုသွင်းလိုက်တဲ့လေလေးကဒါလှုပ်ရှားနေတာကြောင့်ဝါယောဓာတ်ဖြစ်တယ်ထိုဝါယောဓာတ်ရဲ့လာပြီးတော့ထိခိုက်ရနာတိပြလေးကကာပတ္တရာယုတ်ဖြစ်တယ်ဒီနှစ်ခုဆုံးလိုက်တဲ့အခါမှာထိမှန်သိလိုက်တဲ့အသိစိတ်ကလေးဖြစ်တယ်မထိခင်ကထိတယ်ဆိုတာမသိဘူးထိလိုက်တဲ့အခါမှာအသိစိတ်လေးပေါ်လာတယ်ဘာနဲ့တူတော့ဆိုလို့ရှိရင်စီကိုလက်နဲ့ပုတ်လိုက်တဲ့အခါစီးတန်ထွက်တယ်လို့ပဲဒီနှစ်ခုစုံစည်းခြင်းကြောင့်ထိတိဆိုတဲ့စိတ်ပေါ်လာတယ်အဲ့ဒီစိတ်ပေါ်လာတဲ့အခါမှာဆက်သွယ်မှုဆိုတဲ့ဖတ်တာခံစားမှုဆိုတဲ့ဝေဒနာဟောဒီတရားတွေလည်းတခါတည်းပါလာတယ်ဒါကိုပဲမြတ်စွာဘုရားကသုတ်တန်တရားတော်တွေမှာကာယေသအတိစ္ဆဖုဒ္ဓပေသဥပ္ပစ္စတိကာယဝိညာဏတိဏံသင်္ကတိဖတ်တော်ဖတ်တပစ္စယဝေဒနာလို့ခေါ်တာဒါဝိပဿနာရှုဖို့ခေါ်တယ်ကာယရဲ့ဖုဒ္ဓပဆိုတဲ့ဝါယောဓာတ်ရဲ့ဒီနေရာမှာထွက်လေဝင်လေဆိုလို့ရှိရင်ဖုဒ္ဓပယုံလို့ခေါ်တဲ့ဝါယောဓာတ်ရဲ့ကာယပတ္တရာရဲ့သက်ရှုသွင်းနေတဲ့ချိန်မှာဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ထိတိဆိုတဲ့ကာဝိညာဉ်စိတ်လေးဖြစ်တယ်ကာဝိညာဉ်စိတ်ဖြစ်တာနဲ့တပြိုင်နက်ဖတ်တာဆိုတဲ့ဆက်သွယ်မှုဖြစ်တယ်ပြီးတဲ့အခါမှာဖတ်တာအကြောင်းဝေဒနာဆိုတဲ့စိတ်ခံစားမှုဖြစ်တယ်အဲ့တော့ရှုသွင်းနေတဲ့အချိန်လေးမှာဝါယောဖုဒ္ဓဘရဲ့ကာယပတ္တရာရဲ့ဆိုတဲ့ယုတ်ကနှစ်ခုအဲ့ဒီယုတ်နှစ်ခုကိုရူပခန္ဓာလို့ခေါ်တာပဲခန္ဓာနဲ့ပြောရင်ရူပခန္ဓာဒီနှစ်ခုစုံစည်းမိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ကာယဝိညာဉ်စိတ်ကဝိညာဉ်နဲ့ခန္ဓာဝိညာဉ်နဲ့ခန္ဓာနဲ့အတူတကွဖြစ်လာတဲ့ဖတ်တာကသင်္ခါရခန္ဓာစိတ်ခံစားမှုဝေဒနာကဝေဒနာခန္ဓာဒီထဲမှာထည့်ပြီးတော့မပြောဘဲနဲ့ထားတဲ့မှတ်သားမှုတင်ညာလေးကတင်ညာခန္ဓာဆိုအဲ့ဒီချိန်မှရှိတဲ့ခန္ဓာ၅ပါးဖြစ်နေတာပဲဒီမှာအဲ့တော့သမထကျင့်စဉ်ကိုကျင့်နေထီရင်ဝင်နေထွက်တယ်ဝင်နေထွက်တယ်ဒါတော့ပဲမှတ်နေတာတော့ပဲမှတ်တော့စိတ်ငြိမ်တာပဲရှိတယ်သို့တော့ဝိပဿနာနဲ့ကြတော့တဘာဝတရားတွေဘယ်နှခုဖြစ်သွားတယ်ဆိုတာသိသွားဘယ်နှခုဖြစ်သွားတယ်ဆိုတာသိတာအဲ့တော့အခုပြောတဲ့ကာယပတ္တရာရဲ့ဝါယောဖုဒ္ဓဘရဲ့ကာယဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့တော့ဒီတန်လေးတွေကတော့မြတ်စွာဘုရားကိုယ်တိုင်သုံးတဲ့စကားလုံးဝေါဟာရလေးတွေဆိုတော့သူတို့အိဗယ်တော့နားလည်ဖို့လိုတယ်ပေါ့နော်ထီသုံးကတော့သုံးရမှာထီသုံးအောင်အင်္ဂလိပ်လိုပြောရင် synthetic body နော် synthetic body နောက်ပြီးတော့ air element body consciousness contact feeling ဒါဒီသဘာဝတွေဖြစ်တာပြောတာအဲ့ထွက်လေဝင်လေမှာအာယုံစိုက်နေလိုက်တဲ့အခါမှာဒီသဘာဝ၅ခုဖြစ်တယ်ဒီသဘာဝ၅ခုဖြစ်နေခြင်းတည်တာလဲအသက်ရှူခြင်းထိခြင်းလို့ပြောနေတာအဲ့ဒီပဲငါအသက်ရှူတယ်ဆိုတာဒီ၅ခုအပြင်ဘသူရှိသေးလဲလိုက်ရှာအသက်ရှူနေသူကဘသူလဲအသက်ရှူနေတဲ့ပုဂ္ဂိုလ်ရှိသလားဆိုလိုက်ကြည့်လိုက်မရှိဘူးဒီ၅ခုဖြစ်နေတာပဲဒီ၅ခုဖြစ်နေတာကိုပဲငါအသက်ရှူနေတယ်လို့လူတွေကထင်မှားတာပဲဖြစ်တယ်စရဲရှိတာဒီ၅ခုပဲရှိတယ်လို့အဲ့ဒီ၅ခုရဲ့ဖြစ်ချင်းများတာအကယ်၍လေးမရှိဘူးsynthetic body မရှိဘူးစိတ်မပေါ်ဘူးဆိုရင်ဒါတွေဖြစ်မလားတခုမှမဖြစ်ဘူးမဖြစ်ရင်ငါအသက်ရှူတယ်ဆိုတာပြောလို့ရမရ
အဲ့ဒီငါးခုမှတပါဘာမှမရှိဘူးသို့တော့လူတွေက illusion ဖြစ်သွားတယ်တရားလို့ထင်သွားတယ်ငါအသက်ရှူနေတယ်လို့ထင်သွားတယ်ငါတရားထိုင်နေတယ်လို့ထင်သွားတယ်တကယ်တော့ဒီသဘာဝတရားငါးခုဖြစ်ချင်းသက်သက်မြတ်တာဖြစ်တယ်ဒီထဲမှာငါလို့ပြောရမယ့်တရားတူမှမပါဘူးတခုပြတ်သွားလို့ရှိရင်ဒီငါးခုတွေဟာအရေးကြီးတဲ့ကာဝတ္တရာမရှိဘူးဆိုရင်ကာဝိညာဉ်စိတ်မဖြစ်နိုင်ဘူးထိတိစိတ်မဖြစ်နိုင်ဘူးဝါယောဖုတ္တပမထိဘူးဆိုရင်လည်းကာဝိညာဉ်စိတ်မဖြစ်ဘူးမဖြစ်ရင်ဖေးရမှာပေါ်လာမှာမဟုတ်ဘူးပေါ်မလာလို့ရှိရင်ငါအသက်ရှူတယ်ဆိုတာလည်းဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒီတရားငါးခုဖြစ်ခြင်းများကိုသာလဲငါအသက်ရှူနေတယ်လို့တွေးတောပြီးတော့ illusion ဖြစ်နေခြင်းသာလည်းဖြစ်တယ်အဲ့ဒီလိုဝိပဿနာဉာဏ်နဲ့တတ္တတင်ညာပြောက်အောင်အချိန်ကြီးထပ်ထပ်ရှုမှတ်နေမှဝိပဿနာဉာဏ်ဆိုဖြစ်တယ်အဲ့ဒီလိုမရှုမှတ်ဖဲနဲ့အပေါ်ရနေရင်နော်ရှုရဲဆိုင်တယ်ထိတယ်သိတယ်လေးလုပ်နေလို့ရှိရင်တော့ဒီအဆင့်ကိုရောက်ဖို့မလွယ်ဘူးပေါ့ဒီအဆင့်ရောက်ဖို့မလွယ်ဝိပဿနာဆိုတာဒါကြောင့်မို့ဒီအဆင့်ကိုညာတပရိညာညာတပရိညာဆိုတာသိရမယ့်အရာတွေကိုပိုင်းခြားပြီးတော့သိနေတာဒါဖြင့်သိရမယ့်အရာကဘာလို့ငါအသက်ရှူနေအဲ့တော့သိရမယ့်အရာကဘာလို့ဆိုရင်ဒီသဘာဝတရား၅ခုဖြစ်ပေါ်နေခြင်းလို့သိရမှာဖြစ်တယ်ငါဆိုတာမပါဘူးတတဝါဆိုတာမပါဘူးဒီသဘာဝတရား၅ခုဖြစ်ပေါ်နေခြင်းလို့သိရမှာဖြစ်တယ်အဲ့ဒီသိရမယ့်ယုတ်တရားနံတရားတွေကိုပိုင်းခြားပြီးတော့သိတာကိုညာတပရိညာလို့ခေါ်တယ်ဒါဝိပဿနာတရားအထုတ်တဲ့အခါမှာညာတပရိညာအစတာပဲအဲ့ဒါမှမသိရင်ဝိပဿနာလမ်းကြောင်းပေါ်ကိုမရောက်ဘူးလို့ပြောရမှာဖြစ်တယ်ဝိပဿနာလမ်းကြောင်းပေါ်ကိုရောက်ဖို့ရအတွက်ဒီအသိဟာဓမ္မအရေးကြီးတယ်အဲ့တော့သမထကျင့်တာနဲ့ဝိပဿနာကျင့်တာအဲ့ဓမ္မကွယ်ပြားချမ်းသာသွားသမထမှာသမထကျင့်စဉ်မှာအာယုန်လေးတစ်ခုပေါ်မှာစိတ်ကိုထိန်းချုပ်ထားခြင်းများတာဖြစ်ပြီးတော့ဝိပဿနာကျင့်စဉ်ကြတော့စိတ်ကိုအာယုန်နေနဲ့ထိတွေ့ပေးတဲ့တတိနဲ့ထိုတတိကယူပေးတဲ့အာယုန်ကိုအမှန်သိနေတဲ့ပညာဒီနှစ်ခုကလွန်မှုတာသမာဓိမပါဘူးလားဆိုပါတယ်ဒီသမာဓိမျိုးကိုပြောမဲ့ဆိုလို့ရှိရင်တော့ခဏိကသမာဓိလို့ခေါ်ဖြစ်တဲ့အခိုက်ကလေးတွေမှာသိလိုက်တဲ့သမာဓိအဲ့ဒီဖြစ်တဲ့အခိုက်လေးမှာဖြစ်မှန်သိလိုက်တဲ့သမာဓိခဏနဲ့ရှင်းပြီးတော့အချိန်ပိုင်းအလိုက်ဖြစ်နေတဲ့သမာဓိအချိန်ပိုင်းအလိုက်ဖြစ်တဲ့ဆိုရင်စုလိုက်တဲ့အခါမှာဒီသမာဓိကလည်းစွမ်းရှိတဲ့သမာဓိဖြစ်သွားဟိုသမာဓိကတော့ပြဉ္ညတ်ပေါ်မှာအာယုံစိုက်ထားသည့်အတွက်ကြောင့်ပြဉ္ညတ်ဆိုတဲ့သဘောတရားဟာဖြစ်ပြမှုရှိတာမဟုတ်ဘူးအဲ့ဖြစ်ပြမှုမရှိတဲ့ပြဉ္ညတ်ပေါ်မှာစိတ်ဟာအကျဉ်းချင်းထပ်ပြီးတော့ဖြစ်နေတာအာယုံကငြိမ်နေတယ်စိတ်ကသာအကျဉ်းချင်းထပ်ထပ်ဖြစ်နေတယ်အဲ့ဒီသမာဓိကသမထသမာဓိဝိပဿနာသမာဓိဆိုတာအာယုံကလည်းရွေးရှားနေတယ်အာယုံကိုသိတဲ့တရားတွေကလည်းရွေးရှားနေတယ်ဥပမာဘာနဲ့တူတော့ဆိုရင်ဟိုင်ဝေးမှာကားနှစ်စီးပြိုင်မောင်းနေတယ်လို့ပဲရောက်တိုင်းရောက်တိုင်းမောင်းတိုင်းကားနှစ်စီးပြိုင်သွားနေတဲ့အခါမှာတစ်ခုနဲ့တစ်ခုဟာထိမ့်ညှိထားသလိုဖြိုင်လို့သွားနေတာသာဖြစ်တယ်
တတိယယူပေးတယ်ပညာသိတယ်တတိယယူပေးတယ်ပညာသိတယ်အဲ့တော့မကဲမကွာဖြစ်နေသို့တော့တတိယလည်းရွေ့ရှာနေတာအာယုံကလည်းရွေ့ရှာနေတာပညာကလည်းရွေ့ရှာနေတာအလုံးရွေ့ရှာနေသည့်အတွက်ကြောင့်အခိုက်အတန့်နေနဲ့ရှင်းနေတဲ့တတိနဲ့ပညာလို့ပြောလို့ရတယ်အာယုံရောအာယုံပြုတဲ့သဘာဝတရားရောနှစ်ခုစလုံးဟာပြိုင်လို့သွားနေတာအဲ့တော့ဝိပဿနာကြတော့ခဏိကသမာဓိရှိရဒါကြောင့်မို့စာပေကျမ်းကမှာဘလို့ဆိုတော့ဆိုရင်နာဟိခဏိကသမာဓိဝိနာပညာနာမအဋ္ဌိဝိပဿနာနာမအဋ္ဌိနာဟိခဏိကသမာဓိဝိနာဝိပဿနာနာမတမ္မောအဋ္ဌိခဏိကသမာဓိမပါပဲဝိပဿနာမဖြစ်ဘူးလို့ခေါ်တာရှိတယ်ထို့တူပဲနာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိမပါပဲနဲ့လည်းပညာမဖြစ်ဘူးလို့စာပေကျမ်းကနေမှတိတိကျကျပြောထားတဲ့စကားလေးတွေရှိတော့နာဟိခဏိကသမာဓိဝိနာဝိပဿနာနာမတမ္ပဝတ္တိခဏိကသမာဓိမပါပဲဝိပဿနာမဖြစ်ဘူးအနည်းဆုံးခဏိကသမာဓိရှိတယ်အဲ့တော့သမထကျင့်စဉ်နဲ့ပါကွာတော့သမထကျင့်စဉ်ကခဏိကသမာဓိမဟုတ်ဘူးအနည်းဆုံးဥပ္ပစာရသမာဓိအပ္ပနာသမာဓိနဲ့တွားတာဥပ္ပစာရဆိုတာအပ္ပနာနဲ့ကပ်နေတာအပ္ပနာဆိုတာအာယုန်ထဲမှာထည့်ထားလိုက်တယ်လို့အာယုန်တစ်ခုတည်းပေါ်မှာစိတ်ကိုငြိမ်နေအောင်လုပ်ထားတာခဏိကသမာဓိဆိုတာတော့ရွေ့ရှားနေကြတာအဲ့တော့ဝိပဿနာတရားအထုတ်တဲ့အခါမှာခဏိကသမာဓိနဲ့သွားတယ်သမာဓိမပါဘူးလို့ပြောတာမဟုတ်ဘူးပါတယ်သို့တော့သမာဓိကအဲ့ဒီအချိန်မှာအဓိကလာလို့ဆိုမှာအဓိကစွမ်းဆောင်နေတာကဘသူတုံးဆိုရင်နော်အဓိကစွမ်းဆောင်နေတာကတတိနဲ့ပညာပဲအဲ့တော့ဝိရိယတို့ဘာလို့မပါဘူးလားဆိုပါတာပေါ့ကမ္မထာအထုတ်ပြီဆိုရင်အာတပိသမ္ပဇာနောတတိမှာမဟာတတိဝိရဏတုတ်မှာဟောတဲ့တိုင်အာတပိဆိုဝိရိယရှိသူဆိုတာလုံးဝဝိရိယပါတယ်တတိမှာဆိုတာတတိပါသမ္ပဇာနောပညာအဲ့ဆိုလိုတာဝိရိယကတွန်းအားပေါ့တကယ်လုံးတာတတိနဲ့ပညာပဲတတိကယူပေးလိုက်ပညာကသိလိုက်တတိကယူပေးလိုက်ပညာကဆုံးဖြတ်လိုက်နဲ့အဲ့လိုသွားနေတာတတိယူမပေးရင်ပညာမဖြစ်ဘူးနော်တော့တတိကအာယုကိုယူပေးလိုက်တယ်ပညာကသိလိုက်တယ်ရှုပေးလိုက်သိလိုက်ဘာနဲ့တူတော့ဆိုရင်စာအုပ်ကြည့်တယ်လို့ပဲလက်ကနေပြီးတော့စာအုပ်ကိုလှမ်းစာရွက်တွေတရွက်ပြီးတရွက်စာမျက်နှာတွေလှမ်းပေးတယ်လှမ်းပေးသမျှအတွေကိုမျက်စိကမြင်တယ်မျက်စိကစာအုပ်ကိုမဖွင့်နိုင်ဘူးလေသူကမြင်အောင်မြင်နိုင်တာဖွင့်ပေးတာကလက်ကထို့တူပဲတတိကအာယုကိုယူပေးတယ်ပညာကသိတယ်တတိယူပေးသမျှအာယုကိုပညာသိပြီအဲ့တော့တတိကအသက်ရှူနေတဲ့ခိုက်တန်လေးမှာဘာတွေဖြစ်နေတယ်ဆိုတာတတိကနေယူပေးလိုက်တယ်အဲ့ဒီမှာကာယပတ္တရလို့ဆိုတဲ့စဉ်းစားတဲ့ body ရှိတယ်ထိုစဉ်းစားတဲ့ body ကိုလှုပ်ရှားနေတဲ့ဝါယောလို့ဆိုတဲ့ဓာတ်ကလာပြီးတော့ဝါယောဓာတ်ကလာပြီးတော့ထိတယ်ထိတဲ့အခါမှာထိသိစိတ်ပေါ်တယ်ထိသိစိတ်ပေါ်လိုက်တာနဲ့အာယုန်နဲ့စိတ်နဲ့ဆက်သက်မှုဖတ်တာထိုဖတ်တာကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုအဲ့ဒီ၅ခုဟာပေါ်လာတာပဲဖြစ်တယ်နော်အဲ့ဒီ၅ခုဖြစ်လာတာပဲအဲ့ဒီအသက်ရှူနေတဲ့ဆိုတဲ့အတိုင်းအတာအတွင်းမှာဒီ၅ခုဖြစ်နေတာဆိုဒီ၅ခုထဲမှာအသက်ရှူသူဆိုတာမပါဘူးကာရကဆိုတာမရှိဘူးပြုလုပ်သူဆိုတာမရှိဘူးတရဝါဆိုတာမရှိဘူး
အလုံးဟာဒီတဘာဝတရား၅ခုပူပေါင်းပြီးတော့ဆောင်ရွက်ခြင်းများတာဖြစ်တယ်လို့ထီလို့သိတာညာတပရိညာလို့ပြောရမှာဖြစ်တယ်ညာတဆိုတာသိရမယ်ရှုပ်တရားနံတရားကိုပရိညာပိုင်းခြား၍သိခြင်းသိရမယ့်ဟာကိုသိလိုက်တာအဲ့ဒီသိတာညာတပရိညာညာတပရိညာနဲ့သိပြီဆိုလို့ရှိရင်ဘာဖြစ်လဲထေဋ္ဌိဝိတ္တုဆိုတာလာတာထေဋ္ဌိဝိတ္တုဆိုတာတတ္တတင်ညာပျောက်သွားရင်ထေဋ္ဌိဝိတ္တုဖြစ်တာတတ္တတင်ညာမပျောက်သေးသမျှဒိဋ္ဌိဝိတ္တုကမဖြစ်ဘူးတော်မရှိဘူးဒီ၅ခုရဲ့ဖြစ်ခြင်းများတာအဲ့ဒီတိုင်းပဲဒါသမထနဲ့ဝိပဿနာအဲ့လိုကြွားတယ်ပေါ့နော်တတိနဲ့ပညာကိုဥစားပေးပြီးတော့သိနေတာဖြစ်နေတာကဝိပဿနာအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုထိန်းချုပ်ထားတာကသမထအဲ့ဒါကိုရည်ရွယ်ပြီးတော့မာစီဆရာတော်ကြီးကမရှိသွားတာဖြစ်ခဏခေကမ္မထာထုတ်တာတမာတိတော့ဖြစ်တယ်ပညာဖြစ်တာနဲ့တဲ့လို့ဒါကိုရည်ညွှန်းပြီးတော့မရှိသွားတာပဲဖြစ်တယ်အဲ့တော့ဆဆက်ကတုတ်တံမှာဝိပဿနာတရားအထုတ်ပြီးဆိုလို့ရှိရင်ဝိပဿနာအနေနဲ့ရှုွက်အလုံး36မျိုးမြတ်စွာဘုရားဟောထားတယ်36မျိုးကအခုပြောတဲ့5မျိုးအပြင်မှာတဏှာထဲလိုက်တာဒွါရ6ပါးအာယုံ6ပါးထိုဒွါရအာယုံတို့ကြောင့်ဒွါရအာယုံဆုံးပြီးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဝိညာဉ်6ပါးဝိညာဉ်6ပါးနဲ့ဆက်နွယ်ပြီးတော့ဖြစ်လာတဲ့ဖတ်တ6ခုဖတ်တ6ခုကြောင့်ဖြစ်လာတဲ့ဝေဒနာ6ခုဝေဒနာပစ္စယတဏှာလို့ခေါ်တဲ့အတိုင်းဝေဒနာအနေဆက်နွယ်ပြီးတော့ဖြစ်လာတဲ့တဏှာ6ခုအလုံးအဲ့ဒီ66လိ36ပါးဝိပဿနာရှုဖို့ဆက်ကဆိုတာ66လိအဲ့36ပါးသောတရားတွေကိုဖြစ်လာတဲ့အခိုက်မှာသိနေအောင်ကြိုးစားဖို့ကြိုးစားမှဒါတွေကိုသိမှဝိပဿနာဆိုဖြစ်တယ်အဲ့ဒီဟာကိုသိတဲ့အခုညာတပရိညာနဲ့သိလိုက်တဲ့ဆိုပါစို့ခုပြောတဲ့ထွက်လေဝင်လေနဲ့ပတ်သက်ပြီးသိတာတရား၅ခုအဲ့ဒီတရား၅ခုဟာဘာအရုံးလို့မေးလို့ရှိရင် absolute truth ရှုတော့ကနေပြောမယ်ဆိုလို့ရှိရင်ပြောနိုင်တာဘာအရုံးဆိုရင်ရှုံးတဲ့နာထိတဲ့နည်းနည်းချက်ပြောလို့ရှိရင်ခန္ဓာ၅ပါးအချင်းဆုံးပြောမယ်ဆိုလို့ရှိရင်ဒုက္ခဖြစ်ခြင်းပဲအဲ့ဒီတရား၅မျိုးဖြစ်ခြင်းဒီဒုက္ခဖြစ်ခြင်းအဲ့ဒုက္ခဆိုတာဘာလို့ဆိုရင်ရှုံးတဲ့နာအယုံနဲ့နာကိုခန္ဓာနဲ့ပြောမယ်ဆိုရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးရဲ့ဖြစ်ခြင်းရှုံးတဲ့နာနှစ်ခုရဲ့ဖြစ်ခြင်းဒုက္ခဖြစ်ပေါ်လာခြင်းတသက်များတာဖြစ်တယ်လို့မြတ်စွာဘုရားဒါဟောလို့ရမယ်ဒုက္ခဆိုတာအဲ့ဒုက္ခဆိုတာအဲ့မှာတွေ့ရအဲ့ဒီခုပြောတဲ့ဒီတရား၅ခုအသက်ရှူနေတဲ့အချိန်မှာဖြစ်တဲ့တရား၅ခုထဲမှာငါဆိုတာရှာလို့မရဘူးတရဝဆိုတာရှာလို့မရဘူးပြုလို့သူဆိုတာရှာလို့မရဘူးအချင်းချင်းအကြောင်းအနေနဲ့ပေါင်းစပ်ပြီးတော့ဖြစ်လာတာအကြောင်းကြောင့်အကျိုးဖြစ်ခြင်းများတာဖြစ်တယ်ပြုလို့သူကာရကမရှိဘူးခံစားသူဝေရကမရှိဘူးတရဝမရှိဘူးအကြောင်းတရားအကျိုးတရားတက်တက်ဖြစ်ပေါ်လာခြင်းများတာဖြစ်တယ်သုဒ္ဓဓမ္မဘဝတန္တိဆိုတဲ့အတိုင်းသဘာဝတရားတက်တက်များတာဖြစ်တယ်လို့အဲ့ဒီလိုမြင်မှသမ္မထသနာမှန်ကန်တဲ့အမြင်ဖြစ်တယ်အဲ့ဒီအမြင်မှတရဝဆိုတာမရှိတော့ဘူးအဲ့ဒါကိုပြောတာမြတ်စွာဘုရားဒုက္ခင်စေဝပညာပေးမိဒုက္ခသစ္စာនិရောဓအဲ့ဒီသဘာဝတရား၅ခုဖြစ်ခြင်းဒီဒုက္ခဖြစ်ခြင်းအဲ့ဒီသဘာဝတရား၅ခုအသိဉာဏ်နဲ့သိရှိလာလို့မ
မဂ္ဂင်၈ပါးကျင့်တရားကိုကျင့်လိုက်တဲ့အခါမှာဖြစ်ဖို့ရအကြောင်းတရားတွေလုံးဝချုပ်ငြိမ့်သွားသည့်အတွက်ကြောင့်အဲ့ဒီတရား၅ပါးဘယ်တော့မှမပေါ်လာခြင်းသည်ဒုက္ခရဲ့ချုပ်ငြိမ့်ခြင်းသာဖြစ်တယ်။တရဝသိသွားတာမဟုတ်ဘူးတရဝချုပ်သွားတာမဟုတ်ဘူးဒုက္ခនិရောဓသာဖြစ်တယ်။မြတ်စွာဘုရားဟောလို့တာအဲ့လိုပဲ။ဒါကြောင့်မို့ဒုက္ခနဲ့ဒုက္ခនិရောဓအဲ့တော့ဒါကရှုရှိုက်တဲ့ကာယပတ္တာရနဲ့ပတ်သက်တာနဲ့ပြောတာအမြင်နဲ့ပြောမဲ့ဆိုလို့ရှိရင်ပါတယ်မျက်စိကပုံမှန်အနေထားရှိတယ်ပုံမှန်အနေထားရှိတယ်မျက်စိမှာအစင်အာယုံလားထင်တယ်အစင်အာယုံထင်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ဖြစ်လာတယ်စက္ကဝိညာဉ်စိတ်ဖြစ်လာတယ်မြင်သိစိတ်နဲ့ဆက်သက်ပြီးတော့ဖတ်တာဖြစ်လာတယ်ဖတ်တာကြောင့်ဝေဒနာဖြစ်လာတယ်ဟောဒီတရား၅ခုအဲ့ဘာလဲဒီ၅ခုဖြစ်ခြင်းပဲမျက်စိရဲ့အစင်အာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာဒီ၅ခုဖြစ်တယ်အဲ့ဒီ၅ခုဟာ absolute truth အနေနဲ့ကြည့်လိုက်ပဲဆိုရင်လူတွေကပြောကြတယ်ငါမြင်နဲ့ငါမျက်စိနဲ့မြင်ခဲ့တာငါမြင်တယ်လို့ပြောကြတယ်အဲ့ဒီမှာလိုက်ကြည့်ငါဆိုတာဘာလို့လဲဒီစက္ခုရဲ့အစင်အာယုံရဲ့စက္ခုဝိညာဉ်စိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒီ၅ခုကိုငါလို့ခေါ်တာလားဒီ၅ခုကသူကလည်းသူပဲတဘာဝတရားတသက်မြတ်တာဖြစ်တယ်သူတို့မပါဘဲနဲ့ငါဆိုတာရောရှိလားသူတို့၅ခုမဖြစ်ဘဲနဲ့မြင်နေဆိုတာရောဖြစ်လားမဖြစ်ဘူးနော်မျက်စိပြက်နေတဲ့ပုဂ္ဂိုလ်တယောက်မြင်နေဆိုတာဖြစ်တော့ဘူးလေအဲ့တော့ငါဆိုတာငါမြင်တယ်လို့ပြောလို့ရအောင်ငါဆိုတာဘာတူလဲရှာလို့မရဘူးဒီသဘာဝတရားတသက်များတာဖြစ်တယ်လို့ထီလို့မြင်မှုအဲ့ဒါဝိပဿနာအမြင်နဲ့ပတ်သက်လာလို့ရှင်အဲ့ဒါလို့မြင်မှုလို့အပ်တယ်လို့ဒါကိုလည်းပဲပါဠိပါမြတ်စွာဘုရားကစက္ခုံစပဋိစ္စရူပိစ္စဥပ္ပစ္စတိစက္ခုဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်ဖတ်တပစ္စယဝေဒနာဆိုပြီးဒီလိုဟောခဲ့တာပဲဒီမှာလဲဒီတရား၅ခုဖြစ်တယ်ဆိုတာကိုရှင်းပြတာပဲဖြစ်အဲ့ဒီတရား၅ခုထဲမှာငါဆိုတာသို့မဟုတ်တတ္တဝါဆိုတာငါဟာဆိုတာငါဆိုတာနဲ့ငါဟာဆိုတာမပါသည့်အတွက်ကြောင့်ခဒုက္ခဒုက္ခဒီမျက်စိကဒီအခုပြောတဲ့ယုတ်တရားနတ်တရားတွေဟာဘေးရန်အန္တရာယ်အလုံးနဲ့သက်ဆိုင်နေလို့ဆွတ်ဆုပ်ဖွယ်ကောင်းတယ်အဲ့ဒီမျက်စိရဲ့အစဉ်အာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဒီတရားတွေကငါလို့ထင်နေတယ်ငါဟာလို့ထင်နေတယ်ခြားကြည့်ငါလည်းမရှိဘူးငါလည်းမရှိဘူးသူတို့သဘာဝတရားများသာတသက်တာဖြစ်လို့ခဒုက္ခနော်ဘေးရန်အန္တရာယ်အလုံးရဲ့တရားဌာနဖြစ်လို့ဒုဆက်စုပ်ဖွယ်ရဖြစ်လို့ဒုကိုထင်တဲ့ငါဟာဆိုတာတခုမှမပါသေးတဲ့အတွက်ကြောင့်ခအဲ့ဒါကိုကြည့်ပြီးဒုက္ခလို့မြတ်စွာဘုရားဟောတာတရားတော်မှာကျင့်ကြံကြိုးကိုအထုတ်လို့ရှိရင်ဒီဒုက္ခဆိုတဲ့တရားတွေဟာသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားတွေကြောင့်ဖြစ်တာအကြောင်းတရားတွေဖယ်လိုက်တာနဲ့တပြိုင်နက်ဒီ၅ခုကလုံးဝပြတ်မလာတော့ဖယ်ဒီလည်းမဖြစ်နိုင်ဒီအကြောင်းတရား၅ခုတစ်ခုချွေရင်တော့လည်းမဖြစ်တော့အဲ့ဒီမဖြစ်တော့အဲ့နဲ့အနုပါဒនិရောဓဘယ်တော့မှမပေါ်လာတဲ့ချုပ်ငြိမ်းမှုကိုဒုက္ခនិရောဓလို့ခေါ်တာအဲ့တော့ဒုက္ခဆိုတာလေတရဝနဲ့မပတ်သက်ဘူးဒုက္ခនិရောဓဆိုတာလေတရဝနဲ့မပတ်သက်ဘူးအကြောင်းတရားတွေချောင်ဖြစ်ပေါ်နေတဲ့ယုံနာတရားတွေကိုဒုက္ခလို့ခေါ်တယ်ထို့အကြောင်းတရားတွေချုပ်ငြိမ်းသွားသည့်အတွက်ကြောင့်ဒီဒုက္ခတွေချုပ်ငြိမ်းသွားတာကိုပဲဒုက္ခនិရောဓလို့ခေါ်တယ်လို့အဲ့တော့ဒီထဲမှာသရဝဆိုတာမပါဘူးဆိုတာကိုမြတ်စွာဘုရားကရှင်းနေဟောတာဒါလည်းညာတပရိညာဝိပဿနာရှုတော့ဒါဝိပဿနာရဲ့အစလေးပဲညာတပရိညာ
ဒိဋ္ဌိဝိသုဒ္ဓိဖြစ်တာဒိဋ္ဌိဝိသုဒ္ဓိဆိုတာပညာကိုပြောတာပဲဒိဋ္ဌိဆိုတာဒီနေရာမှာပညာကိုပြောတာဝိသုဒ္ဓိဆိုတာလည်းပညာကိုပြောတာဒီနှစ်ခုဟာအရာတူတယ်နော်အရာတူတယ်ဒိဋ္ဌိဆိုတဲ့အမှန်မြင်တဲ့တတ္တဝါမရှိဘူးသဘာဝတရားတသက်မှန်တာဖြစ်တယ်လို့မြင်တာကဒီနေရာမှာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီနေရာမှာဒိဋ္ဌိထသနာအမြင်နာမရူပနာယထာဝထသနာဒိဋ္ဌိဝိသုဒ္ဓိနာမဒါနဲ့ယုတ်တွေကိုမြင်တာဒိဋ္ဌိအဲ့ဒီဒိဋ္ဌိဆိုတဲ့ဉာဏ်အမြင်သည်မာယွင်းတဲ့အမြင်တစ်ခုကိုစင်ကြယ်စေသောကြောင့်ဝိသုဒ္ဓိတရဝဆိုတဲ့အတွေးထင်ကြီးကိုတန့်ရှင်းပြလိုက်သောကြောင့်ဝိသုဒ္ဓိဒီနှစ်ခုပေါင်းလိုက်တာဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိသည်ပင်လည်းဝိသုဒ္ဓိဒီအမြင်သည်အမြင်ကိုတန့်ရှင်းစေတယ်သို့တော့အင်္ဂလိပ်လိုပြန်ကြတဲ့အခါမှာ purifications of view လို့ပြန်ကြတယ်ဒါကတော့စာပေကျမ်းကဖွင့်တဲ့အတိုင်းမဟုတ်ဘူးစာပေကျမ်းကဖွင့်တဲ့အတိုင်းမဟုတ်ဘူးစာပေကျမ်းကလည်းဖွင့်တဲ့အတိုင်းက knowledge that purify နဲ့ pure မှာစာပေကျမ်းကလည်းကြိုက်မယ်နော် the knowledge that purify နဲ့ pure ဒီ knowledge ဆိုတဲ့ဒိဋ္ဌိသည်အမြင်ကိုတန့်စင်ပေးတတ်သောကြောင့်ဝိသုဒ္ဓိအဲ့ဒါမှအဖွင့်နဲ့ကြိုက်တယ်ဒိဋ္ဌိဖွင့်ဆိုတာအဲ့တိုင်ဖွင့်ဆိုတာဒိဋ္ဌိသည်ပင်လည်းဝိသုဒ္ဓိအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့အသိဉာဏ်ကိုခေါ်တာထူးခြားတဲ့ပညာကိုခေါ်တာအဲ့တော့ဘုရားဘာသာဖြစ်ရင်ဒီပထမဆုံးပညာဒိဋ္ဌိဝိသုဒ္ဓိပဲအဲ့ဒီဒိဋ္ဌိဝိသုဒ္ဓိရဖို့ကြိုးစားကြရတာပဲဖြစ်အဲ့ဒီအစဉ်ရောက်ဖို့ရကိုကမနဲ့ကြိုးစားဘာဖြစ်လို့မနဲ့ကြိုးစားရတော့တသန္တရာလုံးတရဝါဆိုတဲ့အတွေးကတွေးထားတာတရဝါရှိတယ်ဆိုတဲ့အတွေးကိုပယ်ဖြတ်ပြီးတော့တရဝါမရှိဘူးဒီယုံနဲ့နာနှစ်ခုဒီဒုက္ခတသက်တာဖြစ်နေတယ်ဆိုတဲ့အသိဉာဏ်ရဖို့ရမနှဲကြိုးစားရမယ်ကိစ္စတစ်ခုဖြစ်တယ်ပေါ့မဖြစ်နိုင်တာတော့မဟုတ်ဘူးဖြစ်နိုင်တယ်အဲ့တော့ပထမတော့သင်ရမှာပေါ့မြင်တယ်ဆိုတဲ့ကိစ္စမှာဒီသဘာဝတရား၅ခုဖြစ်ခြင်းပဲဆိုတာကိုသင်ရမယ်သင်ပြီးတော့အကျဉ်းချင်းထပ်ထပ်ရှုမှတ်ရထို့တူပဲကြားတယ်ဆိုတဲ့အချိန်မှာလည်းဘာတွေဖြစ်တာလဲစဉ်းစားနာကောင်းတယ်တန်လာထီတယ်ဇာတိစိတ်ပေါ်တယ်ဖတ်တာဖြစ်တယ်ဝေဒနာဖြစ်တယ်ဒါဟာကြားတယ်ဆိုတာဖြစ်သွားတယ်နာမကောင်းမှုဆိုရင်ကြားတယ်ဆိုတာဖြစ်မလာဘူးလေဒီတဲ့အကြောင်းတစ်ခုအကြောင်းတရားနဲ့အကျိုးတရားတွေပဲပြောတာအနံ့ရတယ်ဆိုတဲ့အခါမှာလည်းထို့တူပဲနှာခေါင်းရဲ့အနံ့ရဲ့အနံ့သိတဲ့စိတ်ရဲ့နော်ဖတ်တာရဲ့ဝေဒနာရဲ့ဒီ၅ခုပဲဖြစ်တာအရသာကြတော့ထို့တူပဲလျှာရဲ့အရသာရဲ့နှစ်ခုစုံတဲ့အခါမှာအရသာသိစိတ်ဖြစ်တယ်ပြီးတဲ့အခါဖတ်တာဖြစ်တဲ့ဝေဒနာဖြစ်တယ်ဒီတရား၅ခုပဲအထိတိကြတော့ခုနပြောတဲ့အတိုင်းကာယပတ္တာရဖုတ္တဗဆိုတဲ့နေရာမှာခုနဝါယောဖုတ္တဗကိုသာပြောခဲ့တာတေဇောဖုတ္တဗရှိတယ်နော်ပထဝီဖုတ္တဗရှိတယ်ဖုတ္တဗယောဆိုတာပထဝီတေဇောဝါယောအာဘောမပါဘူးတကြည်လေးပါတယ်ဘာဖြစ်လို့တော့ဆိုရင်ဆိုပါစို့လှုပ်ရှားတာလေးကိုအာရုံပြုရင်တော့ဝါယောအသက်ရှူသွင်းလိုက်တဲ့အခါပူတယ်နှွေးတယ်အေးတယ်ဆိုတာအာရုံပြုရင်တေဇောရှုသွင်းတဲ့လေလေးရဲ့နုညံ့မှုကိုအာရုံပြုရင်ပထဝီတော့အဲ့လိုကွဲသွားသေးတယ်နော်အဲ့ဒါကာပတာရနဲ့စိတ်ကူးကြံစီတဲ့အခါမှာလည်းထို့တူပဲဘဝင်နဲ့အဝိဇ္ဇံဆိုတဲ့မနဘဝင်နဲ့အဝိဇ္ဇံဆိုတဲ့မနမှာဓမ္မဆိုတဲ့အာယုံကြံတွေးတဲ့အာယုန်နေလာပြီးတော့ပေါင်းစုံတဲ့အခါမှာမနောဝိညာဉ်စိတ်ဖြစ်တယ်ပြီးတော့ဖတ်တာဖြစ်တဲ့ဝေဒနာဖြစ်တယ်အဲ့ဒီမှာလည်းဒီသဘာဝတရား6ခုဖြစ်တာပဲအလုံးပေါင်းလိုက်တော့သဘာဝတရားဟာဓာရ6ပါးအာယုန်6ပါးဝိညာဉ်6ပါးဖတ်တာ6ဖြာဝေဒနာ6ဖြာ
အလုံး50 30နော်တစ်ခုတစ်ခုမှာ9ခုစီအဲ့မှာတဏှာထပ်ထည့်လိုက်တဲ့အခါ66 36ဖြစ်တာဆတ်ဆက်ကတော့မှတဏှာပါထည့်ဟောထားတာဒါဝိရဏပစ္စယတဏှာနဲ့ပုရုဇဉ်ဤအဖြစ်များတာကိုထည့်ပြီးတော့ရှုမှတ်ဖို့ဟောတာတမန်အဖြစ်ရှုမှတ်နိုင်မယ်ဆိုလို့ရှိရင်တော့ဟောဒီ9ခုရှုဒါဝိပဿနာရှုရင်ဒီသဘာဝတရားတွေကိုကိုယ်ဉာဏ်နဲ့မှရှင်းရှင်းကြီးသိမြင်မှုအဲ့ဒီသဘာဝတရားတွေဟာဒုက္ခသာဖြစ်တယ်အကြောင်းတရားရှိနေတဲ့မြတ်ဒုက္ခတွေပဲဖြစ်မယ်အဲ့ဒီကအကြောင်းတရားတွေခြုံငိမ့်သွားလိုက်တာနဲ့တပြိုင်နက်ဒုက္ခនិရောဓဆိုတွေ့ပဲပရိစ္ဆေသမုပ္ပါဒ်နဲ့ပြောမယ်ဆိုလို့ရှိရင်အနုလောမပရိစ္ဆေသမုပ္ပါဒ်ဒီဒုက္ခကိုပြောတာပฏิလောမပရိစ္ဆေသမုပ္ပါဒ်ဒီဒုက္ခនិရောဓကိုပြောတာဘယ်လိုချုပ်တုံးဆိုမသိတာကစပြီးမသိမှုချုပ်သွားလို့ရှိရင်ကျုပ်ပအထုံမှုကံတရားတွေချုပ်တယ်ကျုပ်ပအထုံမှုကံတရားချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုချုပ်တယ်ဆိုအဲ့ဒီတမန်ချုပ်တဲ့အချုပ်ညို့ကိုပြောတာမဟုတ်အတေတဝိရာခនិရောဓတကယ်ကိုကျင့်စဉ်တစ်ခုကျင့်လို့ဆုရှထက်မြက်တဲ့အသိဉာဏ်နဲ့သိသွားလို့လုံးဝချုပ်ငိမ့်သွားတယ်မဲ့နဲ့ပဲလို့ချုပ်ငိမ့်သွားတယ်ချုပ်ငိမ့်မှုမျိုးဖြစ်လို့ရှိရင်ဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ပဲအဲဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့တရားဟာဒုက္ခနဲ့ဒုက္ခនិရောဓဒီတစ်ခုသာဟောတာဒါကိုပဲအနုရဒသုတ်တို့အခုအလကတုပမာသုတ်တို့မှာမြတ်စွာဘုရားပုပ္ပိသဟံဣတရဟိသဒုက္ခင်စေဝပညပေမိဒုက္ခသစ္စာនិရောဓရှေးရခင်ကရောအခုရောငါဟာဒုက္ခနဲ့ဒုက္ခនិရောဓဒီနှမျိုးကိုသာဟောတာဖြစ်တယ်တရဝါရှိတယ်လို့ငါဘယ်တော့မှမဟောဘူးဒီအစင်းမြင့်တရားမှာအလုံးကဒုက္ခနဲ့ဒုက္ခនិရောဓသာဟောတယ်ဆိုတဲ့အဓိပ္ပာယ်ဟာအခုပြောတဲ့အဓိပ္ပာယ်ဖြစ်ကြောင်းတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်ဟာခံဗီရထုတ်တတာနဲ့နေတယ်အတိညာနဲ့မှမြင်နိုင်လို့မြင်မှုခက်တယ်အဲ့ဒီသို့တော်လည်းပစ္စတံပဏိတဝေရဏိယပညာရှိလို့ရှိရင်ပညာရှိတဲ့ပုဂ္ဂိုလ်တွေတော့သိနိုင်တယ်သိနိုင်တဲ့တရားဖြစ်သည့်အတွက်ကြောင့်လမ်းစဉ်အတိုင်းမိမိတို့ကိုယ်တိုင်ဒီသဘာဝတရားတွေကိုသိရှိနားလည်အောင်အကျဉ်းချင်းထပ်ထပ်လေ့လာဆန်းစစ်ပထမဒီတရားတွေရှိတယ်ဆိုတာသိယူရမှာဖြစ်တယ်သင်ယူပြီးတဲ့အခါဟုတ်မဟုတ်လေ့လာစူးစမ်းပြီးအကျဉ်းချင်းထပ်ထပ်ရှာဖွေသုံးသပ်ရမှာဖြစ်တယ်အဲ့ဒီကြမှာမိမိတို့အသိဉာဏ်နဲ့ဆုံးဖြတ်နိုင်မှာဖြစ်လို့မြတ်စွာဘုရားဆုံးမတဲ့အဆုံးအမကိုမှတ်သားနာယူပြီးအကျဉ်းချင်းထပ်ထပ်ဆင်ញင်သုံးသပ်ပြီးဝိပဿနာဉာဏ်နဲ့ဆုံးဖြတ်နိုင်ကြပါစေကုန်သတည်းရှေ့ဆက်ချရှင်ဖေယဖေယတဝိတော်တို့သည်ဓမ္မအတိညာရှားရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုရမော့ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေး